ကီမီချီကဟီနာလီရဲ့မျက်နှာကိုကြည့်ရင်သူမတိတ်ဆုံးခဲ့ရတဲ့အနာဂတ်ကိုပြောင်းလဲနိုင်ခဲ့တဲ့အတွက်ဝမ်းသာမျက်ရည်တွေကျနေပါတယ်ခမ်းမထဲမှာတော့ပါကတိတ်ကိုခွဲဖို့ပြင်နေခြင်းပီယန်ကဟဲ့အောင်ပါယောက်ျားဆိုမြန်မြန်လှုပ်ဆန်းလို့អော်ပြောလိုက်တော့ပါကပါဇက်ပိတ်ထားဆန်းလို့ပြန်ပြောလိုက်ပါတယ်ဟီနာလီကတာကီမီချီကထူးဆန်းနေတာသတိထားမိပြီးငါတိနေတဲ့တာကီမီချီလွန်ခဲ့တဲ့12နှစ်ကပြန်ရောက်လာတာမလားအဲတုန်းကနေ့အကြောင်းတွေတွေးလိုက်ရင်အံ့ဩစရာပဲဒီနေ့ကိုရောက်ဖို့အမြဲစောင့်နေတာပြန်လဲကြိုးစုပါတယ်လို့တာကီမီချီလက်လေးကိုကင်ပြီးပြောလိုက်ပါတယ်တာကီမီချီကတော့ထုံးစံတိုင်းမျက်ရည်တွေကျလာပြီးဒါကအိမ်မက်မက်နေတာဖြစ်ရမယ်လို့ပြောလိုက်ပါတယ်အဲစကားကိုဟီနာကကြားတော့ပါအောင်စိတ်ပေးရမလားစောင့်မျှော်နေတာငါတယောက်တည်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ချီဖူယူကလည်းငါတို့စောင့်နေတာ12နှစ်ရှိပြီငါတို့တောင်ပြုံးနေတာမင်းကဘာလို့ငိုနေတာလဲလို့ဝင်ပြောလိုက်ပါတယ်ငါတို့အသက်ရှင်နေရတာမင်းကြောင့်ပါအားလုံးမင်းကျေးဇူးကြောင့်ပါပဲကျေးဇူးတင်ပါတယ်တာကီမီချီလို့ဒရာဂန်ကပြောလိုက်ပါတယ်ဟီနာကလည်းဒရာဂန်ပြောတာကိုထောက်ခံပြီးနင်းကအရမ်းမိုက်တာပဲလို့ပြောလိုက်တော့တာကီမီချီကငါတယောက်တည်းဆိုအောင်မြင်မှာမဟုတ်ဘူးမင်းတို့လည်းအများကြီးကူညီပေးခဲ့တာပဲလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲပါကတာကီမီချီတို့ကိုလက်ညှိုးထိုးပြီးအဲ့ဇပွဲကဘာလို့စူညံနေတာလဲဒီနေ့အတွက်ငါကအဓိကလူပဲလို့ပြောလိုက်ပါတယ်အဲ့စကားကိုကြားတော့ပီယန်ကဒီနေ့အဓိကလူကမင်းရဲ့ရိုးသမီးလေးပဲမင်းကလူမိုက်ကောင်ပဲလို့သူ့ဘော်ဒါကြီးကိုစလိုက်ပါတယ်မင်းဘာပြောလိုက်တာလဲလို့ပါကစိတ်ဆိုးပြီးမေးလိုက်ပါတယ်ပါကတော့အနာဂတ်မှာမိဘလုပ်ငန်းကိုအမွေဆက်ခံပြီးတတိယယောက်ဖြစ်နေပါပြီပီယန်ကတော့အမြဲတမ်းပါရဲ့ကြံပေးပုတ်ကိုပါမေဆူယာကတော့သူ့အိမ်မက်ဖြစ်တဲ့တက်တစ်ဆဒီဇိုင်နာဖြစ်နေပါပြီဟက်ကင်ကတော့အောင်မြင်တဲ့မော်ဒယ်တယောက်ဖြစ်လာပြီးတော့အမဖြစ်သူယူဇူဟာကဟက်ကင်ရဲ့မန်နေဂျာပါစမိုင်းလီနဲ့အန်ဂရီညီကိုနှစ်ယောက်ကကိုပိုင်ခေါက်ဆွဲဆိုင်လေးဖွင့်ထားကြပါတယ်ချီဖူယူကတော့အိမ်မွေးတိရစ္ဆာန်ဆိုင်လေးပိုင်ထားပါတယ်ကာဇူတိုရာကတော့ဆိုင်ကူပါအီနုပီနဲ့ဒရာဂန်ကဆိုင်ကယ်ဆိုင်ဖွင့်ထားပါတယ်အားလုံးကအနာဂတ်မှာလမ်းကြောင်းကိုတီနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေကြပါတယ်နာအိုတိုလေးကတာကီမီချီရှေ့ကိုရောက်လာပြီးနောက်ဆုံးတော့ဒီနေ့ရောက်လာပြီးအကိုလုံးနိုင်နေဆိုတာကျွန်တော်သိတယ်လို့ပြောလိုက်ပါတယ်တာကီမီချီကလည်းရောက်ဖလေးကိုတွေ့တော့ပြေးဖက်လိုက်ပြီးမင်းသက်ရှင်နေလို့ဝမ်းသာပါတယ်လို့ပြောလိုက်ပါတယ်အခုရဲ့အချိန်ခီးရတော့ချက်နဲ့ကျွန်တော်သာတင်ရင်အခုပြန်လာနေမှာမဟုတ်ဘူးတာဝန်ပြီးမြောက်ပါပြီလို့နာအိုတိုကပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတာကီမီချီကတခုခုကိုသတိထားမိပြီးမိုက်ကီဘယ်မှာလဲလို့မေးလိုက်ပါတယ်မိုက်ကီကနိုင်ငံခြားစားတောက်ဆိုင်တစ်ခုကိုစီမံခန့်ခွဲနေတယ်လို့ဒရာဂန်ကပြန်ဖြေလိုက်တော့ချီဖူယူကလည်းသူ့စားတောက်ဆိုင်ကြီးကအကြီးကြီးအောင်မြင်နေပြီသူဒီနေ့လာခြင်းပေမဲ့လှုပ်ရှုပ်နေလို့မလာရဘူးလို့ဝင်ပြောလိုက်ပါတယ်အဲ့စကားကြောင့်တာကီမီချီကအားကြတဲ့မျက်ခွက်ဖြစ်သွားပြီးငါတိပြီရမ်းမိုက်တယ်လို့ပြောလိုက်ပါတယ်ဒရာဂန်ကလည်းမိုက်ကီကမင်းကိုတွေ့ကျင်နေတာလို့ပြောလိုက်တော့တာကီမီချီကမှုရတဲ့ရုပ်နဲ့ရုပ်ကဆက်ဖြည်းဖြည်းဖြစ်သွားပါတယ်မင်္ဂလာဆောင်ပြီးတော့ဟီနာနဲ့တာကီမီချီတို့ကအင်ကိုအတူပြန်ရင်တာကီမီချီကမိုက်ကီကူကူဖြစ်သွားတယ်ထင်တာဒီနေ့မစုံနိုင်တာတော့တော်ဆိုးတာပဲဒါပေမဲ့သူလှုပ်ရှုပ်နေတော့မိုက်သားပဲလို့ပြုံးဖြည်းပြီးပြောလိုက်ပါတယ်ဟီနာကလည်းငါတို့လည်းသူတို့လိုလှုပ်ရှုပ်တော့မယ်ပြောတော့တာကီမီချီကကြောင်ပြီးဟုတ်လားလို့ပြန်မေးလိုက်ပါတယ်ဟုတ်တယ်လာမယ့်ဇွန်လအတွင်းမှာငါတို့မင်္ဂလာပွဲကျင်းပတော့မယ်အတူတူပျော်ရွှင်ရအောင်လို့ဟီနာလေးကပြန်ပြောလိုက်ပါတယ်မီဆူယာကသူ့ရဲ့ရုံးခန်းလေးထဲမှာတာကီမီချီနဲ့စကားစမြည်ပြောရင်ဟီနာအတွက်ထုတ်ပေးထားတဲ့မင်္ဂလာဝတ်ဆောင်ကိုတာကီမီချီတွေ့တော့ရမ်းလာတာပဲလို့ချီးကျူးလိုက်ပါတယ်အဲ့ချိန်မှာပဲဟက်ကင်နဲ့ယူဇူဟာကရောက်လာပြီးမှားထားတဲ့ပစ္စည်းတွေလာပို့တာဖြစ်ပါတယ်မီဆူယာကချက်ချင်းပဲပစ္စည်းတွေထုတ်လိုက်ပြီးတာကီမီချီအတွက်သရိုးသားအင်ကြီးချုပ်ပေးဖို့ပြင်ဆင်ရင်သူတို့၄ယောက်ကအတိတ်ကကိစ္စတွေကိုစကားစမြည်ပြောနေကြပါတယ်တာကီမီချီတယောက်ကတော့ရင်ကလှုပ်ခဲ့တဲ့စားအုပ်ဆိုင်လေးမှာပဲအလုပ်ရနေပြီးပြောင်းလဲသွားတာကတော့မန်နေဂျာဖြစ်နေတာပါရက်နေငယ်ကြာပြီးတဲ့နောက်မှာတာကီမီချီကသတင်းကြည့်နေပါတယ်သတင်းထဲမှာဗိုလ်တန်ကိုင်းကြောင့်လူလူထိခိုက်မှုပြင်းထန်နေကြောင်းကိုပြောနေပါတယ်ထိုသတင်းကိုတွေ့တော့တာကီမီချီကတုံမန်းကိုတောင်သတိရသွားပါတယ်အဲ့ချိန်မှာပဲတာကီမီချီကသတင်းထဲမှာအီဇာနာရဲ့ငကတ်ပုံကိုတတူးထိုးထားတဲ့လူမိုက်တယောက်ကိုတွေ့လိုက်ရပါတယ်နောက်နေ့စမိုင်းလီတို့ရဲ့ဆိုင်မှာဟီနာနဲ့အတူရှိနေတဲ့အချိန်ထိတာကီမီချီကအဲ့ဒီတတူးမတ်သားကိုငါဘယ်မှာတွေ့ဘူးတာလဲလို့တွေးမိနေပါတယ်အတွေးလုံပြီးဟီနာပြောတာကိုမကြားလိုက်တာကြောင့်ဟီနာကစိတ်ကောက်သွားပါတယ်အဲ့ဒီနောက်ဟီနာနဲ့တူခောက်ဆွဲတူစားပြီးစမိုင်းလီတို့ညီကိုနှစ်ယောက်နဲ့စကားပြောကြပါတယ်သူတို့စကားဝိုင်းကမိုက်ကီစီရောက်လာပြီးအန်ဂရီကငါသူ့ကိုမတွေ့တာ10နှစ်ကျော်ပြီလို့ပြောလိုက်ပါတယ်အဲစကားကိုကြားလိုက်တော့တာကီမီချီကအန်အောထိတ်လန့်သွားပြီးသတင်းမှာတွေးခဲ့တဲ့တတူးအကြောင်းတွေးမိပြီးအဲ့တတူးကအီဇာနာရဲ့ငကတ်ပုံဆိုတာမှတ်မိသွားပါတယ်ချက်ချင်းပဲသူကထိတ်လန့်ကြားနဲ့ပြေးထွက်သွားပြီးဒရာဂန်ရဲ့ဆိုင်ငယ်ဆိုင်ကိုရောက်လာခဲ့ပါတယ်ဒရာဂန်ကတာကီမီချီကိုတွေ့တော့မျက်နှာကဘာဖြစ်တာလဲလို့အော်မီးလိုက်ပါတယ်တာကီမီချီကမင်းဘာလို့လိန်နေတာလဲနိုင်ငံခြားမှာနေတဲ့မိုက်ကီကိစ္စကလိန်နေတာမလားအမွှာနှစ်ယောက်ကမိုက်ကီနဲ့မတွေ့တာ10နှစ်ကျော်ပြီပြောတယ်ပြီးတော့သတင်းထဲမှာအီဇာနာနဲ့တူတဲ့သူကိုတွေ့တယ်အီဇာနာအသက်ရှင်နေသေးတယ်လို့တော့ငါ့ကိုမပြောနဲ့လို့ပြောလိုက်ပါတယ်